K90 Pro Max တဲ့အရန်ကြိုက်တဲ့ဖုန်းလေးတဲ့အားကြရတယ်ဗျာတဲ့မဝယ်နိုင်ဘူးဘွာသမားတွေဆိုတော့တဲ့ကျွန်တော်လည်းအဲ့လိုပဲဗျဒီဖုန်းလေးစဝယ်မယ်လို့တုန်းကကျွန်တော်အိမ်ကနေပတ်စံတောင်းတာပေါ့ဗျာထုံးစံတိုင်းအဲ့ဒါနဲ့အိမ်ကတော့ထုံးစံတိုင်းညင်းပါလီရောအဲ့နဲ့ကျွန်တော်နီလန်းရှာပြီးတော့ digital product တွေစပြီးတော့ကျွန်တော်ရောင်းပါတယ်ကျွန်တော်လိုချင်တဲ့ဟာလေးစိတ်ထဲမှာတော့ကျွန်တော်ထင်တာမရနိုင်ဘူးပေါ့ဒီဖုန်းကလည်းကျွန်တော်ဝယ်မယ်ဆက်လို့တော့23သိန်းကျော်24သိန်းအပတ်ချလည်းပဲရှိသေးတယ်ကျွန်တော်ဝယ်တော့28သိန်း6တောင်းပေါ့29သိန်းနီးပါးဖြစ်နေပြီပေါ့အဲ့နဲ့ကျွန်တော်လည်း line ပေါ်ကနေပြီးတော့ဒီမှာကိုယ့်အနေကို digital product တွေစရောင်းပါတယ် digital product ဆိုတာအကုန်လုံးတက်စရာမလိုအများကြီးရှိတယ်အဲ့ထဲမှာတစ်ခုပဲတက်အောင်တော့အဲ့တစ်ခုကနေပြီးတော့ပို့ပြီးတော့ပတ်စံရှာလို့ရတယ်အဲ့တော့ကျွန်တော်ဘာတွေပါဝင်မလဲအဲ့တော့ကျွန်တော်တစ်ချက်လိုက်ကြည့်လိုက်ပါကျွန်တော်လုပ်တဲ့ဟာတွေကိုပြောပြတာเนาะဒါတွေကဒီတင်တန်းထဲမှာလည်းပါဝင်တယ်ဟို like လုပ်ချင်တဲ့ညီကိုတွေအတွက်ကို share ပေးတာဖြစ်ပါတယ်ကျွန်တော်ထပ်ပို့ပြီးတော့ဆရာကြားနေတဲ့လူတွေလည်းရှိပါတယ်ကျွန်တော်တိတက်လောက်လေးကို share ပေးတာပါကျွန်တော်လက်ရှိလောက်ကင်နေတဲ့ဟာလေးနဲ့ဒီမှာ1 courses 1မှာဆိုပါမလဲဆိုတော့ Telegram Premium Star 136တွဲဝယ်နီးပါဝင်ပါတယ်ပြီးလို့ရှိရင် Telegram အယုတ်တွေဝယ်တဲ့ဟာပါဝင်ပါတယ် Social Boosting ဆိုတာကတော့ TikTok Facebook ဒီ Telegram YouTube view တွေ like တွေ subscriber တွေတိုးတဲ့ဟာပါအဲ့ဒါကတော့ဘောနဲ့ထိုးတဲ့ဟာပါအတူပါတူးမှာဆိုလို့ရှိရင်တော့ဒီ outfit အတန်းမှာဆိုလို့ရှိရင်တော့ smile code ထုံနည်းနဲ့ smile code ဟိုဒီပြန်ရောင်းတဲ့နည်းပေါ့အဲ့ဒါပါဝင်ပါတယ် diamond ပြန်ပြီးတော့ထည့်တဲ့နည်းတွေပါဝင်တယ် TikTok promote လုပ်တဲ့နည်းတွေပါဝင်တယ်ဒါတွေအကုန်လုံးသိဖို့မလိုဘူးတစ်ခုပဲတက်အောင်တော့အဲ့တစ်ခုကနေပတ်စံရှာလို့ရပါတယ်ဒီထဲမှာပတ်စံမတန်းနိုင်တဲ့သူတွေအတွက်ကျွန်တော်ကဒါခွဲပြီးတော့1-2ခွဲထားတာပါဒီထက်ကဒီမှာဆိုတစ်ခုမှဆိုလို့ရှိရင်6ခုပါဝင်ပါတယ်စုစုပေါင်း9ခုပေါ့အဲ့ထက်ကတစ်ခုပဲတက်ဖို့လိုပါတယ်အများကြီးတက်ဖို့မလိုပါဘူး2မှဆိုလို့ရှိရင် Binance USDT ဝယ်နီးပြီးလို့ရှိရင် Toncoin နေ TikTok coin ဆိုလို့ရှိရင်ဘယ်လိုဖြစ်ရမလဲဆိုတဲ့ဟာတွေပါဝင်ပါတယ်ပြီးလို့ရှိရင် TikTok promote လုပ်နေရတော့ real user visa card နဲ့လုပ်တဲ့ဟာကိုပြောတာပါဒါတွေကိုပြောတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်လုပ်တဲ့ဟာလေးကိုလည်းပြန်ပြီးတော့ share လုပ်ပေးတာဖြစ်ပါတယ်